ခင်ဗျာတချင်းတစ်ပုတ်ကိုစုံအောင်နားထောင်ရဲလားလို့ကျွန်တော်ကမေးရင်တချင်းတစ်ပုတ်ကိုစုံအောင်နားထောင်တာများကွာဘာခက်ခဲမှမလို့လေဘာကြောင့်နားမထောင်နိုင်ရဲရမှာလဲလို့ဖြေကောင်းဖြေပါလိမ့်မယ်အဲ့တော့ဒီလပိုင်းတွေအတွင်းမှာကျွန်တော်တချင်းအစ်စ်နှစ်ပုတ်ကိုနားထောင်ပါတယ်နှစ်ပုတ်စလုံးကလည်းအမေနဲ့ပတ်သက်တဲ့တချင်းတွေပါပဲအဲ့တော့နီနီကက်ကက်ထွက်ထားတဲ့ကိုလင်းရဲ့ Theater 21နဲ့ကအမေအင်္ဂလိပ်ဆိုတဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အမေဆိုတဲ့စာသားပါတဲ့တချင်းတစ်ပုတ်ရဲ့အဲ့ဒီတချင်းမထွက်ခင်မှာရှေ့ကအားလုံးဒီတချင်းကိုတော့နားထောင်ဘူးလိမ့်မယ်လို့ကျွန်တော်မယူဆသေးဘူး။ဘာကြောင့်လဲဆိုတော့ဒီတချင်းက official ကြီးထုတ်ပြီးတော့အခုလိုမျိုးကြီးအများကြီးပြည့်ပြည့်နှံ့နှံ့ဖြစ်ခဲ့တဲ့တချင်းမဟုတ်တဲ့အတွက်ပါ။ဒါပေမဲ့သူကလည်းအမေနဲ့ပတ်သက်တဲ့တချင်းပါ။အဲ့တော့တချင်းတွေမှာနောက်ခံအကြောင်းအရာတွေတချင်းရေးသားသူတီဆိုသူရဲ့ဘဝတွေအဖြစ်တွေကကျွန်တော်တို့သေချာလေ့လာကြည့်လို့ရှိရင်တကယ်ကိုအဲ့တချင်းတစ်ပုတ်ကိုခုနကျွန်တော်စစချင်းမေးခဲ့တဲ့မေးခွန်းအတိုင်းစုံအောင်နားထောင်ရဲဖို့တော်တော်တက်တိမွေးရမှာပါအဲ့တော့အဲ့တချင်းလေးကိုလည်းကျွန်တော်အနည်းငယ်ဖွင့်ပြပါမယ်မဖွင့်ပြခင်ဒီတချင်းကိုရေးပြီးတော့ဆိုခဲ့တဲ့ကျွန်တော်တို့တော်လှန်ရေးသမားအသက်မပြည့်သေးခင်တည်းကဆက်အာဏာရှင်ကိုတော်လှန်ခဲ့ပြီးလူငယ်ပြုပြင်ထိန်းသိမ်းရေးတင်တန်းကျောင်းမှာအကျဉ်းချခံရသူအဲ့တော့အဲ့ဒီအကျဉ်းထောင်ကနေပြီးတော့ထောင်ဖောက်ပြီးတော့ထွက်ပြေးလွတ်မြောက်ခဲ့သူအဲ့ဒီညီငယ်တယောက်ပါညီငယ်တယောက်ဆိုပေမဲ့စွန့်စားမှုကြီးတဲ့ပေးသက်မှုများတဲ့သူရဲကောင်းတယောက်ပါသူကအခုကျွန်တော်ဖတ်ပြမဲ့ဇက်ကောင်ဖြစ်ပါတယ်ဒါက BBC ကနေပြီးတော့သူ့အကြောင်းကိုရေးထားတဲ့ကျွန်တော်တို့စာတပုတ်ပါအကြောင်းအရာတစ်ခုပါအရင်ဆုံးနားထောင်ကြည့်အောင်ပါနောင်ဘဝမှာကျွန်တော်လူသားမျိုးမမွေးပါနဲ့ခေါင်းစဉ်ကတော့ဒီလိုမျိုးပြထားပါတယ်မိသားစုရဲ့အငယ်ဆုံးသားသူ့ကြောင့်အိမ်ကမိသားစုဝင်တွေစစ်ကြောရေးမှာဖမ်းခံရပြီးတော့နှိပ်စက်ခံရဖို့ပါတယ်သူ့ကြောင့်ပဲအဖေဟာအဲ့ရထဲမှာလဲခဲ့ရပြီးအမေကတော့အိမ်ကထွက်ပြေးသွားခဲ့တဲ့သူ့ကိုထောင်မှလာပြီးတွေ့ခဲ့ရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ23ရက်နေ့သူ့ဘဝရဲ့အားကိုးစရာရွှေတောင်ကြီးနှစ်ခုစလုံးလုံးလုံးပြိုလဲသွားခဲ့ရပါတယ်သူကထောင်ကထွက်ပြေးပြီး6ရက်အကြာမှာသူ့ရဲ့အဖေရောအမေပါတရက်သေးလူတစုကအိမ်မော်ကိုတက်လာပြီးဂလဲစားချေတာလို့ဆိုတာတနက်နဲ့ပြစ်သက်သွားတာခံခဲ့ရပါတယ်အခုလိုမိဘနှစ်ပါးအသက်ခံရပြီးဘဝပြတ်ခဲ့ရတဲ့အခြေအနေကိုသတိရနေပေမဲ့ဆက်အာဏာရှင်ကိုစန့်ကျင်မဲ့စိတ်ကတော့ရော့မသွားဘူးလို့လွတ်မြောက်နေမြေရောက်နေတဲ့မောင်ဆန်းမင်းပိုင်ကပြောပါတယ်။နောက်ဘဝမှာကျွန်တော်လူသားမျိုးမမွေးပါနဲ့လို့တမန်လုံရောက်မိဘတွေကိုသူကပြောခွင့်ရရင်ပြောခဲ့ခြင်းနဲ့လို့တန်လင်းလူငယ်ထိန်းသိမ်းရေးစခန်းမှာစစ်ကောင်စီစန့်ကျင်မှုနဲ့အဖမ်းခံရပြီးလွတ်မြောက်နေမြေရောက်လာသူမောင်ဆန်းမင်းပိုင်ကပြောလာပါတယ်။အသက်18နှစ်အရွယ်ဆိုတာတာမန်အားဖြင့်ပညာရပ်တစ်ခုခုဝါသနာပါတဲ့အရာတစ်ခုခုကိုယူသွတ်ပြီးအိမ်မက်တွေနောက်ကိုလိုက်နေတဲ့အရွယ်သို့မဟုတ်လူငယ်ဘဝရဲ့ပျော်ရွှင်မှုအရသာကိုခံစားရမယ်အရွယ်ဖြစ်ပေမဲ့ဆရာနာသိမ်းမှုအောက်မှာရောက်နေတဲ့မြန်မာပြည်ကဂျန်ဇီလူငယ်တွေကတော့ပုံစံမျိုးစုံနဲ့လူရောစိတ်ပါအနာတရားဖြစ်နေကြရပါတယ်ဆရာနာသိမ်းမှုစန့်ကျင်မှာပါဝင်ခဲ့တဲ့အသက်18နှစ်အရွယ်မောင်ဆန်းမင်းပိုင်ကတော့အာနာသိမ်းတာကိုစန့်ကျင်တော်လှန်မှုတွေလုပ်ရင်းမိဘနှစ်ပါးတပ်ဖြတ်ခံလိုက်ရတဲ့မြန်မာပြည်ကဂျန်ဇီလူငယ်တယောက်ပါအာနာသိန်းစာကလမ်းပေါ်ထွက်ဆန္ဒထုတ်ဖော်မှုတွေကိုစစ်တပ်ကပြစ်ခတ်ဖြိုခွင်းခဲ့လို့လက်နက်ကင်လမ်းစဉ်ကိုရွေးချယ်ခဲ့တဲ့မြို့ပြပျောက်ကြားလူငယ်တဦးလည်းဖြစ်ခဲ့ပါတယ်မြို့ပြပျောက်ကြားလူငယ်ဖြစ်စစ်အာဏာသိမ်းတာကိုစန့်ကျင်ရင်းပြီးခဲ့တဲ့2021ဩဂတ်စ်လမှာစစ်ကောင်စီရဲ့ဖမ်းဆီးတာခံလိုက်ရပြီးကလေးထောင်လို့အများခေါ်ကြတဲ့တန်လင်းလူငယ်ထိန်းသိမ်းရေးစခန်းကိုရောက်ခဲ့တာပါပြီးခဲ့တဲ့စက်တင်ဘာ23ရက်မှာတော့တန်လင်းမြို့နယ်တစ်ခုလုံးလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ကြပြီးမြို့အတွင်းအဝင်သာခံပြီးတော့မြို့အပြင်ကိုလူတွေရောကားတွေပါပေးမထွက်တဲ့အထိစစ်ဆေးတင်းကျပ်ခဲ့တဲ့အကြောင်းတန်လင်းမြို့ကန်တွေကဆက်သွယ်ပြောဆိုကြပါတယ်။နေကင်းကြီးရက်ွက်တွေတဲ့စစ်တပ်ကပိတ်ဆို့ပြီးတော့အိမ်တွေကိုအိမ်တက်အိမ်ဆင်းဓာတ်ပုံတွေပြပြီးတော့လိုက်လံစစ်ဆေးတာတွေလုပ်ခဲ့ပေမဲ့အကြောင်းရင်းကိုတိတိကျကျမသိခဲ့ကြရပါဘူး။တကယ်တော့အဲ့ဒီနေ့ကတန်လင်းလူငယ်ထိန်းသိမ်းရေးစခန်းမှာစစ်ကောင်စီကိုစန့်ကျင်တဲ့
နိုင်ငံရေးမှုတွေနဲ့အကျဉ်းကျနေသူလူငယ်14ယောက်ထောင်ဖောက်ပြေးခဲ့ကြတာပါအဲ့ဒီထဲမှာမောင်ဆန်းမင်းပိုင်လည်းပါပါတယ်အခုတော့သူတို့အားလုံးလွတ်မြောက်ဘေးကင်းရာနေရာကိုရောက်နေပြီလို့ဆိုပါတယ်မိဘတွေစီရောက်လာတဲ့ကျမစိုးစက်တင်ဘာ29ရက်မနက်ပိုင်းမှာတော့လွတ်မြောက်နေမြေရောက်နေတဲ့မောင်ဆန်းမင်းပိုင်စီကိုသတင်းစိုးတစ်ခုရောက်လာခဲ့ပါတယ်ရက်ွက်ထဲကတငယ်ချင်းတစ်ယောက်ကမင်းစိတ်ခိုင်ခိုင်ထားနော်ဆိုပြီးဖုံးဆက်တယ်အဖေနဲ့အမေကိုအရက်ဝတ်တွေနဲ့အိမ်စည်းကားတွေနဲ့ပြူစောထီးတွေအိမ်မော်လာပြီးတနတ်နဲ့ပြစ်သွားတယ်တဲ့တနတ်တန်တွေလည်းဆူညံသွားတယ်သူတို့ထွက်သွားတော့ဘီနာကလူတွေအိမ်မော်တက်ကြည့်တာအဖေနဲ့အမေကသွေးအိုင်ထဲမှာစုံနေပြီလို့မောင်ဆန်းမင်းပိုင်ကမိဘနှစ်ပါးစုံရတဲ့ဖြစ်ရက်ကိုပြန်ပြီးတော့ပြောပြပါတယ်။လာရောက်ပြစ်ခတ်ချိန်မှာဂလေသားခြေတာလို့ပြောသွားတာတွေရှိပြီးလက်နက်ကိုင်အရက်ဝတ်တွေဟာရက်ွက်တဲ့အထိညနေခင်းလူစိတ်ကားချိန်လာပြီးတော့ပြစ်သွားတာကြောင့်ဒီလူတွေဟာစစ်ကောင်စီလက်အောက်ကပြူစောထီးဖွဲ့တွေဖြစ်တယ်လို့ရက်ွက်ဒေသခံတွေကသတ်မှတ်ပြောဆိုကြပါတယ်။လာရောက်ပြစ်ခတ်တက်ဖြတ်ချိန်မှာပြောဆိုသွားတဲ့ဂလေသားခြေတာဆိုတဲ့ပြောဆိုချက်ဟာအဲ့ဒီနေ့မနက်ပိုင်းကတောင်တုံ25ရက်ွက်ကရက်ွက်အုပ်ချုပ်ရေးမှူးလင်မယားပြစ်ကတ်ခံရတာကြောင့်ဖြစ်နိုင်တယ်လို့လည်းကိုစမ်းမင်းပိုင်ကပြောပါတယ်။အဲ့ဒါကိုကျွန်တော်နဲ့ဆက်တယ်လို့သူတို့ဆွဆွဲထင်မြင်ပြီးတော့လှုပ်သွားတာလို့သူကပြောဆိုပြတာပါ။အသက်58နှစ်အရွယ်စီရှိကြတဲ့မောင်စမ်းမင်းပိုင်ရဲ့မိခင်ဒေါ်တီတီစိုးနဲ့ဖခင်ဖြစ်သူဦးစမ်းမြင့်ကတော့ပြစ်ခတ်မှုကြောင့်တည်ဆုံးသွားပြီးတော့နိုင်ကိုလည်းတိတ်ဆိတ်လုခဲ့ကြရတယ်လို့နိုင်မှာလည်းစစ်တပ်ရဲ့စောင့်ကြည့်တာကိုခံခဲ့ရပါတယ်။မိသားစုရဲ့အငယ်ဆုံးသားတမကအကြောင်းသားအာနာသိန်းဆန့်ကြီးလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့အငယ်ဆုံးသားလေးကြောင့်ဖခင်ဖြစ်သူနဲ့အကိုဖြစ်သူဟာလည်းစစ်ကြောရေးမှာရိုက်နှက်စစ်ဆေးမေးမြန်းတာတွေခံခဲ့ကြရဘူးတယ်လို့သူကပြောပါတယ်။အမေကတော့တန်လင်းထိန်းသိမ်းရေးစခန်းမှာရုံးထုတ်ရင်လာတွေ့တယ်စီးနဲ့ပတ်စံနေပြီးတယ်အဖေကတော့အဲ့ဒီချိန်တွေကကျွန်တော်စိတ်နဲ့အိပ်ရတဲ့လဲနေပြီကျွန်တော်ထောင်ပေါက်မပြေးခင်တလားလောက်မှာတော့အိမ်နဲ့အဆက်အသွယ်ပြတ်ခဲ့တယ်လို့မောင်ဆန်းမင်းပိုင်ကသူ့မိဘတွေနဲ့နောက်ဆုံးအဆက်အသွယ်ရတဲ့အချိန်တွေကိုပြောပြပါတယ်စိတ်ထိခိုက်ရတယ်အိမ်ပြေးအဖြစ်လုပ်ပြီးတော်လိုင်းရေးမှာပါဝင်ခဲ့တာတော့ကြားပါပြီအခုဆိုပြန်စရာအိမ်လည်းမရှိတော့ဘူးအဖေနဲ့အမေလည်းကျွန်တော်ကြောင့်အသက်ခံလိုက်ရပြီအကိုနဲ့အမကိုလည်းမျက်နှာမပြရဲတော့ဘူးဒီတစ်သက်အကိုနဲ့အမကိုလည်းပြန်မတွေ့ရတော့ဘူးထင်တယ်လို့မောင်ဆန်းမင်းပိုင်ကကြေကွဲစိုးနေတဲ့အတန်နဲ့ပြောပြပါတယ်။တမလွန်ကမိဘများစီအမှားစကားလွတ်မြောက်နယ်မြေကိုရောက်နေတဲ့မောင်ဆန်းမင်းပိုင်ရဲ့စိတ်တွေဟာအာနာရှင်ကိုစန့်ကျင်မယ်ဆိုတဲ့ခံယူချက်တွေစီကတော့မလွတ်မြောက်နိုင်သေးဘူးလို့ဆိုပါတယ်။ရန်သူကရန်သူလိုပြုတ်မှုနေတယ်ကျွန်တော်တို့လည်းလှုပ်ရှားရှိတာဆက်လုပ်ရမယ်လို့သူကဆိုပါတယ်မိဘရင်ဝင်နဲ့ဝေးပြီးတဲ့နောက်တေကွဲထက်ကြုံလာရပြီမဲ့ဆက်ပြီးတော့တော်လှန်နေဦးမယ်လို့ဆိုပါတယ်။ပြောခွင့်မရှိတော့ပေမဲ့ကြားနိုင်အောင်မယ်ဆိုရင်တော့တမလွန်ကမိဘတွေကိုသူပြောပြချင်တာကတော့အဖေအိမ်မက်တွေကိုချိုးဖျက်ခဲ့တဲ့ကျွန်တော်လိုသားမျိုးမမွေးဘဲနဲ့ကျွန်တော်အမလိုမိဘကျေးဇူးတည်တတ်ပြီးကျွန်တော်ကိုလိုစာတော်တဲ့သားမျိုးမွေးပါလို့ပြောချင်တယ်နောက်ဘဝမှာအဖေနဲ့အမေလူပြန်ဖြစ်ရင်သားကောင်းသမီးကောင်းနဲ့တွေ့ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ဒါကကျွန်တော်ခုနပြောပြတဲ့သူ့ရဲ့တခြင်းတစ်ပုဒ်ကိုပြီးဆုံးအောင်နားထောင်ရဲမလားဆိုတဲ့မိကုံးရဲ့တခြင်းပိုင်ရှင်မှာကျွန်တော်တို့ညီအရွယ်ရဲဘော်စမ်းမင်းပိုင်ရဲ့ဖြစ်ရပါအဲ့တော့သူကဒီရက်တွင်းမှာပဲတခြင်းတစ်ပုဒ်ထုတ်ထားပါတယ်အဲ့ဒီတခြင်းကိုကိုလင်းရဲ့တခြင်းမထွက်ခင်ကျွန်တော်နားထောင်ဖြစ်ပါတယ်အဲ့တော့အိမ်ထဲဝေးနေကြတဲ့မိဘတွေနဲ့ဝေးကွာနေကြတဲ့သားတွေအတွက်တော့သူဆိုထားတဲ့တခြင်းအခုနားဆင်ကြည့်ရမယ်သူ့ဘဝဒီတခြင်းကိုဆုံးအောင်ခမရရောနားထောင်ရဲပါမလား